ပါပဲနာမည်ကြီးရင်ပြီးရောမထော်မနှမ်းနေအရန်လောက်တာပဲဖြစ်ပါတယ်စိတ်ကအုံနောက်မပါပဲမမတို့လည်းအုံနောက်မပါပဲသူများနာမည်ကိုယူသုံးပြီးတော့ထမင်းစားနေတာပေါ့တနိုင်ငံလုံးကဝိုင်းဆဲရင်လှူပြတယ်တဲ့ကျမဆဲလဲလှူတယ်မဆဲလဲလှူခဲ့ဘလို့ဖြူဖြူတွေးကိုကိုးကွယ်တာတော့မမတို့ရဲ့ဖြူဖြူတွေးကိုကိုးကွယ်အောင်ဖြူဖြူတွေကဘာမို့လို့တော့ဟဲမမတို့ရဲ့မမတို့ကျမ်းမှာချမ်းသာပါစေတကယ်ဟုတ်တာလေတလုံးမှမပါဘူးမမတို့ဟာနောက်တစ်ခါနာမည်လဲယူမတင်ဆက်နဲ့ဘာမှယူမတင်ဆက်နဲ့တော့เนาะကြိုပြောပြီးသားကဲဒီနေ့မကုန်ခင်မှာတော့ဗျာနော်ဖြူထွဲတော့သူเจ้าမဟုတ်ဒုက္ခတွေတင်းနေတဲ့မီဒီယာတွေကိုဗျာနော်တဲပြောပြီလို့နော်ဆိုတော့ဒါလေးကိုစဝင်တိုင်းအတူတူကြည့်ကြအောင်ဗျကဲသူတို့ရဲ့လှုပ်ဆက်လေးကိုနည်းနည်းနားထောင်အောင်ပရိသတ်တွေတတိမထားမိတဲ့အချက်ချင်းဖြူဖြူတွေးမှာမကောင်းတဲ့အချက်တွေများစွာရှိပြီးတော့ရင်သူတွေကလည်းမမသားမကောင်းတဲ့ချက်တွေများစွာရှိတယ်ဆိုတော့မမဘလို့သိကိုယ့်ကိုယ်တော့ဘာမကောင်းမှမသိโอเคမြင်ကြပါတယ်အဲကတော့ဖြူဖြူတွေဟာအုံနောက်မပါပဲနာမည်ကြီးရင်ပြီးရောမထော်မနှမ်းနေအရန်လောက်တာပဲဖြစ်ပါတယ်မထော်မနှမ်းနေလို့အုံနောက်မပါပဲမမတို့လည်းအုံနောက်မပါပဲသူများနာမည်ကိုယူသုံးပြီးတော့ထမင်းစားနေတာပေါ့ဒါပေါ့နော်အဲ့လိုပုံစံဖြစ်နေပြီနော်အဲ့လိုဖြူဖြူနာမည်ယူမဟုတ်မကတင်ဆက်ပြီးတော့မမတို့လည်းအုံနောက်မပါပဲနဲ့ဘာလို့သူများနာမည်ယူသုံးလဲပြောဒီလိုပဲမှရှင်တို့ပတ်စံရမှာမဟုတ်လားရှိတဲ့အတိုင်းပြောတဲ့နာတွေကိုလည်းပြောတတ်ပြီးတနိုင်ငံလုံးကဝိုင်းဆိုင်ရင်လူပြပြီးဟိုယူတောင်းတယ်တနိုင်ငံလုံးကဝိုင်းဆိုင်ရင်လူပြတယ်တဲ့ကျမဆဲလဲလူတယ်မဆဲလဲလူခဲ့ဟိုနာမည်မကြီးခင်တည်းကလည်းလူတယ်လေဘာလေးလာပြောနေရတော့ကျင်းနေရှိပါတယ်နာမည်မကြီးခင်တုန်းကဖြူတွေးရတကုံတက်ကတူမှာဥပဒေမေဂျာယူထားတဲ့အကြောင်းအဲ့ကနေရတလွဲကျမမေဂျာလူတိုင်းသိတယ်ဘဲဥပဒေ BSc botany ရှောက်ပြောတယ်မပြောတယ်ဗျာနော်ဥပဒေတွေပါရင်လည်းရှောက်ပြောတာဗျာပြောတော့ဗျာနော်အဲ့အကြောင်းပြောတာသူတို့လည်းပေါက်ရင်လည်းပေါက်မှာပဲဘာလို့လဲဆိုတော့မဟုတ်ဒုက္ခတွေကြီးပဲအကုန်လုံးပြောဗျာနော်ကောင်းတဲ့နဲ့ဒါတင်ဆက်ပေးရလည်းမဟုတ်အဲ့တော့ပေါက်ပြီးပေါ့ဗျာနော် botany တဲ့နော်မှတ်ထားနော်နောက်တစ်ခါပြောင်းပြောပရှောင်းဝေကမှာမြန်မာဝတ်စုံကြီးဝတ်ပြီးစင်ပေါ်မှာကျွန်းတက်ပြုံးလုံးရှုံးခန်းလျှောက်တဲ့အထိပြဿနာတက်တော့ငါကိုဘယ်ရုံးကမှလည်းမရဘူးကျမရှင်ကဘယ်လိုတည်ရှင်ရောက်သွားတဲ့ကိစ္စကိုကျမကိုပြောလာဇလန်းစင်တို့ဆင်ပြီးပြောနေစင်မမှာအဲ့မှာတကုံတက္ကသိုလ်မှာစပြီးတော့နာမည်ကြီးတာလေအကုန်လုံးကချစ်ကြတယ်လေရှင်တယောက်ပဲအဲ့လိုရုံးကန်းရောက်တာကျမတို့ကဘယ်ရုံးကန်းမှမရောက်လိုက်ဘူးအဲ့လိုမျိုးအဲ့ဒီတော့ကကျောင်းသူကျောင်းသားတွေသိကြမှာပါအဲ့လိုသိတယ်လေဂျွန်းထိုးတဲ့ကောင်မလေးဘူကေလေးနဲ့ဆိုလူတိုင်းသိတယ်ဘူကေလေးနဲ့ဆောင်မှုတွေစတင်ပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံမှာဖြူဖြူတွေးရပထမဆုံးနာမည်ကြီးတဲ့ TikTok တရုပ်ဆောင်လူတော်ပြောမြန်မာတို့တက္ကသိုလ်မှာဂျွန်းထိုးလုံးက TikTok ဆိုတာမပေါ်သေးဘူးမြန်မာကိုစတည်တာ Facebook ကနေစတည်တာဓာတ်စီဓာတ်ဆန်နဲ့ဂျွန်းထိုးပြီးတော့မှဓာတ်စီဓာတ်ဆန်တို့နဲ့စတည်တာပေါ့နော် TikTok ဆိုတာမပေါ်သေးဘူးကိုတွေဟိုကနာမည်ကြီးက TikTok ဆိုတာမရှိသေးဘူးနောက်မှသာ TikTok တွေကအရင်ဆုံးစဆော့တဲ့သူဖြစ်တာโอเคရပါတယ်နာမည်ကြီးလာလည်းများလေအလူတန်းတွေကိုလောက်ကြနေရှိရမို့ဖြူဖြူတွေးနာမည်ကြီးတိုင်းအလူတန်းလောက်တာမဟုတ်နာမည်မကြီးတဲ့လူမြောင်များစွာလဲအလူတန်းလောက်ကြတယ်မြန်မာနိုင်ငံကစေတနာတရားတာအားကောင်းတဲ့မြန်မာဟုတ်တယ်ရှင်းတော့မနေနိုင်လူကြရဲ့နိုင်ငံနော်ဘာဖြစ်လို့လဲလူတာတန်းတာဆိုရင်ရဲရောတယ်ဒါပဲဒါတော့ထောက်ခံပါတယ်မြန်မာတယောက်တည်းလုံနေရမို့အလူဆိုတာလူတိုင်းခုနှစ်သားသမီးအကုန်လုံနေကြတာဒီကပတ်ဆိုင်ရတဲ့လူတိုင်းကဖြူဖြူတွေကိုကိုးကွယ်ခဲ့ကြပါတယ်ကိုဘလို့ဖြူဖြူတွေကိုကိုးကွယ်တာတော့မမတို့ရဲ့ဖြူဖြူတွေကိုကိုးကွယ်အောင်ဖြူဖြူတွေကဘာမို့လို့တော့ကြီးကုန်မမတို့ကျမ်းမှာချမ်းသာပါစေတကယ်ဟုတ်တာလေတလုံးမှမပါဘူးမမတို့ဟာနောက်တစ်ခါနာမည်လဲယူမတင်ဆက်နဲ့ဘာမှယူမတင်ဆက်နဲ့တော့เนาะကြိုပြောပြီးသားဟောကပရိသတ်တွေကတော့ပြောတယ်ဟိုအေးအေးယူလိုက်လေအေးယူဖို့နေသားเนาะသူတို့မျက်နှာလေးပါမှာဆိုလို့သူတို့အတန်နဲ့ပဲတင်ဆက်တာဘယ်သူဘယ်ဝါမှလည်းမသိနေဘူးအဲ့ဖြူဖြူတွေကိုကိုးကွယ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာတော့ဖြူဖြူတွေကလုတ်ချရာတွေကိုလိုက်တတ်ပါတယ်ဖြူဖြူတွေရဲ့ရွှေကောက်ပွဲကလည်းကိုဘွားနဲ့ကိုနေနေတာလဲဘာကိုလုတ်ချင်တာလုတ်အဲ့ဒါပဲလေဆိုရင်စကားကလည်းတတိုင်းပြည်တော့တင်းတာအဲ့ဒါရှင်တို့ပဲပြောတယ်ကျမပါဇက်ကတခါမှမပြောခဲ့ဘူးဘယ်တယောက်က Photoshop အတုလုပ်ပြီးတော့ဘယ်တယောက်ကအဲ့လိုမျိုးလုပ်လဲတော့မသိဘူးညီမတို့ကတော့တခါမှအဲ့လိုမျိုးမလုပ်ခဲ့ဘူးဆရာဖြစ်ခဲ့ပြီမေပွဲလာကဲဒါကတော့ဗျာနော်ဖြူသွေးကလည်းတင်းတာပေါ့ဗျာနော်ဒေါသဖြစ်တာဘာလို့လဲဆိုတော့ဗျာနော်ကောင်းတဲ့နဲ့တင်ဆက်ပေးရဆိုရင်တော့ဗျာနော် तू ကချီကျိုးအောင်ခုတော့ဗျာနော်မကောင်းတာတွေကြီးပဲဆိုတော့ဗျာနော်မဟုတ်မမှန်တာတွေတော့ပါသေးရဆိုတော့ तू ကလည်းတင်းပြီးတော့ခုလိုမျိုး Facebook ပေါ်မှာဗျာနော်ဒါသူ့ရဲ့ဗီဒီယိုသူ reaction ပြန်လုပ်တယ်ပေါ့ဗျာနော် Facebook ကို TikTok ပါဒါ तू ပြန်တင်ထားတယ်ပေါ့ဗျာဆိုတော့ဒီဗီဒီယိုလေးကိုမြင်လိုက်လို့ဗျာနော် तू ကတော့မရတော့မခံနိုင်တော့ဘူးနော်တဲပြောပြီဆိုတော့မတင်နေတော့တယ်ဗျာနော်တတိလဲပေးလိုက်ပြီဒါကတော့ဗျာသူ့အိမ်ကိုပွဲလာငားတာဗျာဆိုတော့ပြောရွှေမဲဗျာဒါလေးကိုလေကြည့်ကြအောင်လို့ဘယ်မျိုးကလဲတော့မသိဘူး
哦，哇，没提了，哦，妈妈妈咪比，哪多的哟？没嘞，这个都哪个多不呀？这个，哪么吧？ ဒုတိယကြိမ်မြောက်နေမှာ အလူတွေလာငါကြ ရပါတယ်ကိုမြင်းနဲ့ကိုလာခဲ့လိုက်မယ်လေ မရွက်တယ်လို့ အော်မမတို့ကတက်လူ ခဏခဏပဲသူကလေးလာပဲလေးလာပဲ အော်ဟုတ်ကဲ့ဟုတ်ဟုတ် လူနိုင်ကြတာနော်ဝမ်းသာစရာ ကောင်းချက်တော် အဲ့ဒီကလေးနဲ့ဖွဲ့သွားပြီးတော့အမကဟိုကလေးနောက်ကလေးကယောက်ျားလေး ဟတ်လားထက်လူရတာ နော်အဲ့ယောက်ျားလေး ရှင်ပြမြင်းနေပါလေငါပါအောင်မလား အိမ်မှာမြင်းနေပါရှိပုံပဲ ရတယ်လေအဲ့နဲ့ကျမမြင်းနဲ့လာဖြောပြပေးမယ်အလူတကာကြီးကမြင်းပေါ်မှာမော်ရင်လောင်းလည်းမြင်းပေါ်မှာဟိုအိုးစီဝိုင်းလည်းမြင်းပေါ်မှာဆိုတာ ခန္ဓာတခါလေနော်ချွေပြီးတင်ဆက် အောင်မလားရှင်ဖေ။စွန့်ကပ်မလား။ကပ်ပြရစီရှင်ဖေ။ကုသိုလ်ရအောင်လို့လေ အယူတိုင်းပဲဖြစ်တာ ။အရင်တိုင်းပဲ ဦးချိုးလား ဒါတော့ရေမချိုးရသေးဘူးဟာစောင်းလို့ဆိုတော့လေစောင်းလို့ဆိုတော့ ပြရှင်မဲပြန်နော်လှုပ်လာငားလိုက်လို့ အဲ့မှာဆောက်တာတည်ရတဲ့ ကောင်းလိုက်တာ တေးရေးဆိုင်ဆိုင်အဲ့တော့တစ်ခါတွေ့လိုက် တာရုပါသုံးကန်တော်နဲ့တူနေဇပေရောဒီရောဘယ်သူနဲ့တူနေမှမသိဘူးလို့သူကဇပေကင်းနဲ့ဗာနဲ့စမတ်ကြတယ်ဟောတခါနဲ့လိုက်ခဲ့လိုက်တခါနဲ့ငားလိုက်တာ ပြပြနေတဲ့ဖြူဖြူချွေးဟလား တို့လူမကွယ်လူလေသေးမရှိအောင်အဲ့ဒါပေါ့ အဲ့လေးပါဘယ်နဲ့သဘောကောင်းကြောင်းနေပြောခါပြီ အဲ့တော့နွားတို့မှတ်မိသေးတာဘေးနားမှာဘောလုံးသမားလေး2ယောက်3ယောက်လောက်ပါ3ယောက်လောက်ကကာပေးတာပေါ့ကာလဲကာပေးရောအဲ့ချိန်မှာနောက်ကနေអော်တာနောက်ကနွားဘယ်နွားလွတ်သွားမှမသိဘူးလေနွားဟဲ့ဆိုတော့ဘယ်ဘက်ရှောင်ညာဘက်ရှောင်ဆိုတာလည်းမပြောဘူးနွားဟဲ့ဆိုတော့အလူတကမာရောဒီကရှက်ပန်းကျဲကိုပန်းကျဲဆိုတော့နွားဟဲ့ဆိုတော့လေကိုကလည်းရှောင်ထက်လိုက်တာအမှန်ကိုရှောင်တဲ့ဘက်ကနွားလာတဲ့ဘက် သူချစ်ခဲ့ ပြီးတော့ဟိုဘေးနာကောင်လေး3ယောက်ကလိုက်ပြီးတော့လေကာပေးတဲ့ကောင်လေး3ယောက်ကမိုင်းအဲ့ဘက်မဟုတ်ဘူးဆိုပြီးဆွဲလိုက်တာပြောမယ်ကျွန်တော်ကင်မရာမန်အဲ့တော့ဘိုက်ကြီးနဲ့အမကြီးကဘိုက်ကြီးနေတာလေဘိုက်ကြီးနဲ့အဲ့ဒါနွားဟေဆိုလေ तू ကရှောင်ထက်လိုက်တာ तू ကစူးပုံကြားတဲ့ကိုပတ်လက်လာသွားတာတော်သေးတယ်ဘိုက်ကြီးနဲ့ပြီးတော့တသားရှောင်လိုက်တာဟိုဟာဖြစ်တယ်ပြီးတော့တသားနာအများနဲ့လိုက်နေ तू ကအလူစလဲ့ကနေကနောက်ကလိုက်နေတဲ့ကလေးလေးအဲ့ကလေးလေးကိုဝေးပြီးနွားကြီးကကျုံသွားလိုက်တာအဲ့ကလေးက2ပတ်3ပတ်လောက်လိမ့်ပြီးတော့ ဒါကြီးမင်း အော်အဲ့ဒါနေပြီးတော့အော်အလူလဲတာသူကလေးပြန်နာတော့ပေါ့တော့ကိုကအဲ့လိုမျိုးထင်တာမဟုတ်ဘူးဗျာ तू ကဟိုအလူစောင်းတဲ့အထိကိုဒီဒဏ်ရာနဲ့ तू လိုက်လာနေတာဘာဖြစ်လို့တော့မင်းအင်ဂျင်နာတော့ဆိုလဲမဟုတ်ဘူးမချူလေးကြိုက်လို့ အပိတ်ကျန်နော်ကလေးတွေကစ ဒဏ်ရာတွေဖြစ်နေပြီ ဒါတော့ तू သွားခဲ့ဘူးလေရွာပေါ့ဗျာနော် အမတ်တရပြန်ပြောပြပန်းကျဲဆိုတော့ဘာမှမပါတော့ဘာမှမပေးခဲ့ရဘူးအဲ့လိုအဲ့ကလေးကိုတနာနေတာကိုရှိတယ်ဖြစ်သွားဆိုတော့ကလေးက2ပတ်3ပတ်လောက်ကိုလိမ့်သွား ဘာကပေး အမကပြိတ္တလို့ မာဂန်ပရိတ်တယ် အေးလို့ ဟိုတုံးလုံးလေးငိုးတော့ကလေးမေ့သွားတာ ဟုတ်တယ်အဲ့ကောင်ကတော့အကုန်လုံးဝိုင်းပြီးလှုပ်လိုက်ရသေးတယ်အဲ့ကလေးလေး ဟုတ်တယ်မှာပဲလက်ကြီးဆုံးမပဲလက်ကြီးသူက အေးအမကြီး ဟုတ်တယ်ငါလာလားမသိဘူးနော် ဘိုက်ကြီးကလည်း तू ကတော်တော်ထွက်နေပြီအဲ့ဒါကိုအဲ့ခြုံထဲကို तू ကလဲချတယ်နွားကြီးလာတာဘယ်ဘက်ညာဘက်ရှောင်းဒိုးနဲ့အကြည့်တယ်မှားပြီလေဒီလိုလှဲ့ထားတာမှမဟုတ်တာဒီလိုကြီးလှဲ့ထားတာဆိုတော့ဘဲရှောင်းညာရှောင်းလဲဘဲဘက်ကိုရှောင်းလို့ရှောင်းလာတသားတို့ကတော့ကန်ကောင်းတာပေါ့ရှောင်းတဲ့ဘက်ကိုနွားနဲ့တဲ့ကိုဒိုးတာတော်သေးတယ်အဲ့နောက်ဘောလုံးသမားလေးတွေလင်လို့အဲ့ဘောလုံးအေးသူတို့ကမှလင်လို့ကလေးတွေကမှဲကြတော့လူတွေများတော့ तू ကလည်းလက်ပြီးပြေးမှာပေါ့ဘလောက်တောင်ပြေးလာလဲမှမသိ ဒီ ဘူး လက်စင်မပြီးတာခံကောင်းတော့ အေးနော် စင်ကြီးမှကြောက်တာလေ စင်ပြေးတော့ဘာပြောကောင်းလို့ဘာမှပြောမကောင်းဘူးအလူတခါကြီးလည်းပြေးချင်တာပြေးတခါဖြစ်သေးတယ်တော့ဘာဖြစ်တာလဲဆိုတော့ तू ကအလူတခါကြီးက तू လူပြူကြီးလူပြူကြီး तू ကမိန်းမလည်းမရှိဘူးမရှိတော့အဲ့ဒါနဲ့ तू ကဖြူဖြူတွေးကိုငားပြီးတော့ तू ကသင်္ကန်းမန်းကင်ခိုင်းတာလေဗာလဲကွန်းနောက်မန်းကင်အော်အလူလက်နေတော့ရွာထဲမှာပဲရှိသေးတယ်မီးကလောင်ပါလေရောဘယ်ရလောင်မှမသိမီးလောင်ပြီးဟဲ့ဆိုတော့ပြေးတာသပိတ်တွေပါထွက်ကြတယ်အဲ့ဦးလေးဆိုအဲ့တရွာလုံးမှာအဲ့ရလဲမဟုတ်ဘူးဟိုပြီးတော့အန်တီတယောက်ကရှိသေးတယ်ဖြူဖြူတွေကဘယ်ရတော့ ပြောရင်အားမရတော့ ဘယ်ရတော့ဆိုဒီမဲလို့မီးကလောင်နေပြီသူ့အိမ်ကပါတော့မယ်အဲ့ဒါကိုဖြူဖြူတွေဘယ်ရတော့အန်တီအိမ်ပါတော့မယ်ဆိုမှပြေးတာဆိုတော့အဲ့လိုကဖြစ်တတ်တယ် တို့လူမပြေးရလားမသိဘူးမီးလောင်လို့ပြေးရတယ် အေးမီးလောင်လို့ပြေးရတာလေအစိမ်းအောင်ဝမ်းဆက်ကြီးနဲ့
ကဲဒါတော့ဗျာနော်ဖြူထွေးကိုပွဲငားခဲ့တဲ့အတွေ့အကြုံတွေတွေကဗျာနော်ရွာမှာဖြစ်ပျက်မှုတွေအတွေ့အကြုံအမှတ်တရတွေပြောရွှင်ဗျာသူ့လာပွဲငားတဲ့လူတွေရှေ့မှာပြန်လည်ပြီးတော့ဗျာနော်ပြောပြနေရပဲဖြစ်ပါတယ်လို့ဆိုတော့ဗျာနော်ရှေ့မှာလည်းသူ့ကိုဗျာမဟုတ်မကပြောနေတဲ့မီဒီယာတွေကိုလည်းပြန်ပြီးတော့ပြောထားသေးတယ်ဗျာနော်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြပါသေးတယ်အားလုံးပဲတတာ